ဖုတ်ကောင်ကူးဆက်ယောဂနဲ့တစ်နှစ်ပတ်လုံးအတူရှင်တွဲနေထိုင်လာခဲ့ပြီးနောက်မှာတော့အဲ့ဒီလူရဲ့ရုပ်ရည်သွင်းပြင်ဟာတိတိတတ်ကြီးပြောင်းလဲသွားခဲ့ပါတယ်သူ့ရဲ့စပင်းတွေကျွတ်ကုန်ပြီးမျက်စက်အိမ်ရောင်တွေပြောင်းလဲသွားခဲ့တဲ့အပြင်အရေးပြားဟာလည်းဖုတ်ကောင်တစ်ကောင်ရဲ့အရေးပြားနဲ့တစ်ထည်ရတဲ့တူညီလူနီးပါးဖြစ်လာခဲ့ပါတယ်ပိုပြီးစမ်းကြတာကတော့ဖုတ်ကောင်တွေကသူ့ကိုသူတို့ရဲ့အုပ်စုဝင်တအုပ်လို့လက်ခံထားကြပုံရတာပါပဲသူ့ရဲ့အသင်းဖော်တွေဟာအသက်လူပြီးအမြဲတမ်းပြေးလွှတ်နေရချိန်မှာတော့သူကတော့ဖုတ်ကောင်တွေပြင်းနေတဲ့နေရာလေးမှာဘာကြောက်တရားမှမရှိပဲအေးလူလူကောက်တိရိုက်ကစားနေခဲ့ပါတယ်အာကန်တုပြင်ပလူသုံးဦးကဒါကိုပထမဆုံးအကြိမ်မြင်လိုက်ရတဲ့အခါမှာတော့လုံးဝကိုစွန့်အမြင်တက်သွားခဲ့ကြပါတယ်မာဖီကတော့သူ့ကိုယ်သူနည်းနည်းလောက်ကြောဝါချင်းစိတ်ကိုမထိန်နိုင်ခဲ့ပါဘူးဖုတ်ကောင်တွေကြားထဲမှာသူဘယ်လိုရှင်တန်နေထိုင်လဲဆိုတာကိုထိုလူတွေကမင်းညက်တဲ့အခါမှာတော့သူဟာဖုတ်ကောင်ကူးဆက်ယောဂကိုကာကွယ်နိုင်တဲ့တခုတည်းသောကာကွယ်ဆေးကိုထိုးနှက်ထားခဲ့ကြောင်းယုံကြည်မှုအပြည့်နဲ့ထုတ်ဖော်ပြောကြားခဲ့ပါတယ်အဲ့ဒီအကြောင်းရင်းကြောင့်ပဲဖုတ်ကောင်တွေကသူ့ကိုသူတို့တွေကတယောက်လိုဆက်ဆံကြတာဖြစ်ပါတယ်ဒါပေမဲ့ဒီအချက်လက်ဟာသူ့ကိုမကြခင်မှာပဲပြင်းထန်တဲ့အန္တရာယ်တစ်ခုစီတွန်းပို့တော့မယ်ဆိုတာကိုတော့သူသတိမထားမိခဲ့ပါဘူးနောက်ပိုင်းညစာစားချိန်မှာတော့ထိုပြင်ပလူ၃ယောက်ဟာသူတို့နှစ်ပေါင်းများစွာတင်စီထားခဲ့တဲ့ဝိုင်းတပလင်းကိုထုတ်ယူပြီးအုပ်စုနဲ့အတူမျှဝေတောက်သုံးခဲ့ကြပါတယ်ဒါပေမဲ့ဝိုင်းတောက်ပြီးမကြခင်မှာပဲအားလုံးဟာနှစ်ချိုက်အိပ်ပျော်သွားခဲ့ကြပါတော့တယ်သူတို့ပြန်လို့လာတဲ့အချိန်မှာတော့သူတို့ကိုသူတို့လက်ထိတ်ခတ်ခံထားရပြီးအနားမှာလည်းဖုတ်ကောင်ကောင်းရှိနေတာကိုတွေ့လိုက်ရပါတယ်မာဖီကတော့ဘယ်နေရာမှာမှမရှိတော့ပါဘူးထိုပြင်ပလူ၃ယောက်ကမာဖီကိုပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ကြတာထင်ရှားနေပါတယ်သူတို့ဟာမာဖီကိုတန်ဖိုးကြီးမားတဲ့ဆေးဝါးတွေပြည့်နေနေတဲ့စွန့်ပစ်ထားတဲ့ဆေးဝါးထုတ်လုပ်ရေးစက်ရုံတရုံစီခေါ်ဆောင်သွားခဲ့ကြပါတယ်ကမ္ဘာပြတ်လုံကာလမှာတော့ဒီလိုအထောက်ပံ့ပစ္စည်းတွေဟာရွှေထက်ပင်ပုံမတန်ဖိုးကြီးလာပါတယ်သူတို့ရဲ့အစီအစဉ်ကတော့ရုပ်ရှင်ပါတယ်မာဖီကိုစက်ရုံထဲဝင်ခိုင်းပြီးသူတို့အတွက်ဆေးဝါးတွေတွားရောက်ယူဆောင်ခိုင်းဖို့ပါပဲသူတို့ဟာဒီမစ်ရှင်ကိုရခင်ကအချိန်ချင်းကြိုးပမ်းခဲ့မှုပေမဲ့ကြိုးပမ်းမှုတိုင်းဟာတက်ပြီးနေပဲအဆုံးသတ်ခဲ့ရပါတယ်သူတို့လူအများပြားဟာတေဆုံးခဲ့ရသူမဟုတ်ဖုတ်ကောင်ခက်ခံရပြီးကူးဆက်ခံခဲ့ကြရပါတယ်ဒါကြောင့်ပဲမာဖီဟာသူတို့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်နေကြတာပါသို့တော်လည်းမာဖီဟာထိုနေရာကိုမြင်လိုက်ရတဲ့ခဏမှာပဲစိုးရိမ်တုန်လှုပ်သွားခဲ့ပါတယ်စက်ရုံတွေကဖုတ်ကောင်များစုဟာမတူညီတဲ့ဆေးဝါးတွေနဲ့ထိတွေ့မိခဲ့ကြပြီးပုံမအန္တရာယ်ကြီးမားတဲ့မျိုးဗီဇပြောင်းလဲမှုတွေဖြစ်ပေါ်နေခဲ့လို့ပါပဲသူ့ရဲ့ထူးခြားတဲ့ကိုခံစွမ်းအားဟာအဲ့ဒီဖုတ်ကောင်တွေပေါ်မှာဆက်ပြီးအလုပ်ဖြစ်ပါဦးမလားဆိုတာသူမသိချခဲ့ပါဘူးအချိန်ဆွဲထားနိုင်ဖို့အတွက်မာဖီဟာအရာရာကိုတမင်တက်နှောက်နေအောင်လုပ်ဆောင်ရင်းသူ့အဖွဲ့ကသူ့ကိုလာရောက်ခဲ့တဲ့အချိန်ကိုတိတ်တဆိတ်ဆောင်တိုင်းနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအခြားသူတွေဟာမြေပြင်ပေါ်မှာရှိနေတဲ့တံမိုးတွေကိုအသုံးပြုပြီးသူတို့ရဲ့လက်ထိပ်တွေကိုအောင်မြင်စွာဖွင့်လိုက်နိုင်ကြပါတယ်။သူတို့ဟာကိုကဲမှုစင်တာမှာရှိတဲ့ဆိုင်မုံစင်မခံချက်ချင်းဆက်သွယ်ခဲ့ကြပါတယ်။ဆိုင်မုံဟာအနီးနားမှာရှိတဲ့လုံခြုံရေးကင်မရာတွေကိုအသုံးပြုပြီးမာဖီရဲ့ဒီနေရာကိုခြေရာခံကသူ့ဘယ်နေရာကိုခေါ်ဆောင်ခံလိုက်ရလဲဆိုတာကိုမကြခင်မှာပဲရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ထို့နောက်သူကလမ်းဘေးကမှတ်တိုင်တွေနဲ့လမ်းညွှန်ချက်တွေကိုအသုံးပြုပြီးအဖွဲ့ကိုလမ်းပြပေးခဲ့ပါတယ်။ထိုပြင်ပလူ၃ယောက်ဟာသူတို့ရဲ့ကားကိုမိသူများကိုမသွားနိုင်စေရန်ကားပတ်လည်မှာထောင်ချောက်တွေဆင်နေကြစဉ်မာဖီကောင်းလေးကိုအကြံတစ်ခုရလာခဲ့ပါတယ်။သူဟာရေတပ်ပလင်းထဲကိုတိတ်တဆိတ်တွေထွေးလိုက်ပါတယ်။သူ့ရဲ့ထူးခြားတဲ့အခြေအနေဟာလူသားတွေပေါ်မှာရောတက်ရောက်မှုရှိမရှိဆိုတာကိုသူစမ်းသပ်ချင်နေတာပါ။အဲ့ဒီမျိုးသမီးကရေတပ်ပလင်းထဲကရေကိုတောက်ပြီးနောက်မှာတော့မာဖီဟာသူမအနားကိုဖြည်းဖြည်းချင်းတိုးသွားပြီးသူ့ရဲ့လက်မောင်းကိုဂရုတစိုက်မြောက်ပြလိုက်ပါတယ်။ထိုမျိုးသမီးဟာကြောက်လန့်တကြားနဲ့ချက်ချင်းတောင်းတင်သွားပြီးသူ့ကိုစိုးရိမ်တကြီးစိုက်ကြည့်နေခဲ့ပါတယ်။မာဖီဟာတခုခုထူးခြားသွားပြီဆိုတာကိုချက်ချင်းသဘောပေါက်လိုက်ပါတယ်။ဒီတစ်ချိန်မှာတော့သူကသူ့ရဲ့စိတ်အာရုံကိုထိုမျိုးသမီးစီဓာတ်ရိုက်ဆူဆက်လိုက်ပါတယ်။အံ့ဩစရာကောင်းတာကတော့ဒါဟာတကယ်ပဲအလုပ်ဖြစ်သွားခဲ့ပါတယ်။သူဟာအခြားလူတွေကိုစိတ်နဲ့ထိန်းချုပ်နိုင်တဲ့စွမ်းအားကိုတနေ့နေ့နဲ့ရရှိသွားခဲ့တာပါ။ဒီရုပ်တရက်ဖြစ်ရဲ့ကြောင့်ကျန်တဲ့လူနှစ်ယောက်ကမာဖီဟာလက်နက်တစ်ခုခုကိုလူယူဖို့ကြိုးစားနေတယ်လို့ထင်မှတ်သွားကြပါတယ်။ကံကောင်းထုံးမစွာပဲထိုမျိုးသမီးကသူ့အတွက်ချက်ချင်းချဖြတ်ကာကွယ်ပေးခဲ့ပြီးတနက်ကိုသူ့မဘာသာမတော်တဆပြစ်မိလိုက်တာဖြစ်ကြောင်းအကြောင်းပြချက်ပေးခဲ့ပါတယ်။ဟုတ်ဆောင်ထားတဲ့လူပေါ်မှာထပ်မံစမ်းသပ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာသူ့ရဲ့စွမ်းအားတွေတကယ်ရှိနေကြောင်းအပြည့်အဝယုံကြည်သွားခဲ့ပါတော့တယ်။မကြခင်မှာပဲသူတို့ဟာဆေးဝါးထုတ်လုပ်ရေးစက်ရုံရဲ့အဝင်ဝကိုရောက်ရှိလာခဲ့ကြပါတယ်။မာဖီဟာအလွန်မင်းကိုစိုးရိမ်ထိတ်လန့်နေခဲ့ပါတယ်။ဒါဟာမျိုးဗီဇပြောင်းလဲနေတဲ့ဖုတ်ကောင်တွေနဲ့သူ့ရဲ့ပထမဆုံးအကြိမ်ထိတိုက်တွေ့ဆုံမှုဖြစ်လာမှာပါ။ခဏကြာမှာတော့ဖုတ်ကောင်ကောင်ဟာသူ့စီကိုတက်တက်မတ်မတ်ပြေးဝင်လာခဲ့ပါတယ်။ဒါပေမဲ့သူ့အနားကိုရောက်ခါနီးမှာပဲထိုးတရဝါဟာရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။အဲ့ဒီတရဝါဟာကြောက်လန့်တကြားပုံစံမျိုးနဲ့လှည့်ပြန်ပြီးဝေးရာသို့ထွက်ခွာသွားခဲ့ပါတော့တယ်။